လက်စိုက်တယ်ဘာကြီးထဲတာလက်စိုက်ထဲမှာဘာကြီးထဲတာလဲ ဘယ်လိုမေးလိုက်လဲအပြုတ်မီးရေအဲ့လိုလားခိုင်းနေကမီးလိုက်တော့ဖက်တီရတော့သွားပြီရှော့အကြီးရကျွန်တော်ဖက်တီရတော့မို့ထားပါကျွန်တော်ဖက်တီရမပြောခင်အခုပြီးခဲ့တဲ့လွန်ခဲ့တဲ့6လလောက်ကကျွန်တော် DSC လောကိစ္စနေရတော့ဖက်တီရကြီးကြည့်တယ်အဲ့လိုမဟုတ်တော့ကျွန်တော်ဖက်တီရနဲ့မတူတော့အဲ့တုန်းကကျွန်တော်ဖက်တီရတော့အဲ့ကိုဒီပိုက်တာအဲ့လိုဖက်နဲ့ကမီးလိုက်ဖက်တီရအဲ့ထက်ကဘာကြီးလဲလို့အမျိုးချလိုက်တာနဲ့အကော်ဒီယန်အုံးကြော်ကင်ထားတဲ့ဟိုဟာလိုပဲချလိုက်တာနဲ့အိတ်ကဘဘမသိကလကာကြီးကြလာလို့ပဲကြိုးကြည့်နေအဲ့ထဲမှာဘာကြီးပါလဲဆိုတော့ဖိုင်နယ်တွေစုံခင်းပါတယ်ယူပါတယ်ပြီးရင်ဂျုံလုံးကြော်2000ခွန်ဖတ်ကြရဘွား53မောင်တော်တော်များသိလိမ့်မယ်အဲ့ဂျုံလုံးကြော်ပဲမိခုရောပါဘယ်နဲ့စာအစာဖြီလာအဲ့ဒါအပြင်မှာကျွန်တော်တို့ဖတ်ကြံတခါတလေကြရင်အကယ်ဒမီထဲဖွက်တယ်အကယ်ဒမီထဲဖိုင်နယ်တွေစကန်တွေလိုက်စစ်နေကြရှာနေကြဆိုတော့တိတ်ပြီးအောင်ဖွက်ပြဒါလေးတွေကိုဘယ်မှာထည့်လဲဆိုတော့ကျွန်တော်ကွန်မန့်ဦးနဲ့ခြေကြီးနဲ့ကြားထဲမှာဒီလိုတောင်းလိုက်လေးထည့်အဲ့လိုထည့်လိုက်တဲ့ဖလိတလိခိုးတယ်တဲ့နေကြရင်စောက်ကိုတောင်းနေအောင်ရှောက်တာကိုးလိုက်ရင်ဒီမှာဖတ်ကြံကျိုးသွားမှာကြောက်လို့တောင်းနဲ့ရှောက်တယ်တောင်းကြီးနဲ့ရှောက်သွားကျွန်တော်တို့ကဟိုနျူကလ িয়ার ကမ်ရှင်နေကြဆိုတော့ဟိုဘက်မှာဘီဆောင်ဘက်မှာတက်တာဘီဆောင်ဘက်ကျတော့နည်းဝါးရင်းနဲ့စီညိုင်းနဲ့လွတ်တယ်အိမ်နိုင်တော့ခုတ်တောက်အဲ့တုန်းကဖတ်ကြမ်းတစ်ချက်ကစောင်းရမ်းသိတာတော့ကနတ်ပြည်ပေါ်ရောက်သွားတယ်တစ်ချက်ဆိုင်လိုက်တာနဲ့ဆက်လိုက်ကြိုက်လို့ပါကျန်တဲ့ကဘာမဟုတ်နော်အဲ့တော့ပြူမီကိုပြောချင်တာဘူလောင်เจ้าနေတင်နန်းเจ้าနေကြောင်အိတ်ထဲမှာဘာတွေပါလဲလို့မမေးပါနဲ့လို့မေးရင်ခုံလုံးလို့ပါလို့နော်ဒီတက်ရွယ်ထိ IP ကိုကြည့်တော့မှရင်ခုံသေးတယ်နော်တင်နန်းသားဘွားအဲ့ထဲမှာမုံခိုးတယ်မဆန်းဘူးဘာဖြစ်လို့လဲဘာမှမဖြစ်ဘူးထည့်ကျင်လို့ထည့်တာစားကျင်လို့စားတာ